နောက်လာပါပြီဘိုးချုပ်ယူကြီးမာရဝိဇယဇေဒီတော်မြတ်ကြီးကိုတည်ထားကိုပဲဒါသည်ပြည်သူတွေရဲ့ပတ်စံနဲ့တည်ထားကိုပဲတဲ့ပြည်သူဘန္နာတော်တွေသူ့ဖျားမဟုတ်ပါဘူးပြည်သူတွေရဲ့ဖျားပါတနိုင်ငံလုံးရဲ့ဖျားဒါပင်မဲ့သူ့ရဲ့ဖျားဆိုပြီးတော့အမြည်တက်ပြီးတော့ तू ကလှုပ်တယ်ရေရီယာတွေခြေတယ်ခုနကျွန်တော်ပြောချင်တာရေရီယာကောင်းရင်မင်းလောင်ဖြစ်တယ်ဆိုတာကမင်းကျင်တရား10ပါးနဲ့ညီလို့မင်းလောင်ဖြစ်တာခမာဇာတိယုတ်ထာနံတံဝိဘာဘောဒိဋ္ဌိဌာနာနာယကတဂုဏဣတိအိစိတပ္ပတရာကုဏခမာတိခံကြီးနေကောင်ဇာဂရိယနိုးကြနေကောင်ဥဒ္ဒါနံထကြွလုံးနာဝရိယရှိနေနေကောင်ဒိဋ္ဌိခန္ဓာထောက်ထားခြင်းနေကောင်ဣမခန္ဓာမျှော်မြင်ခြင်းနေကောင်အေတေဤ6ပါးတို့သည်နာယကတမစ္ဆာသောလူကြီးမိဘတို့အိစိတပ္ပအလိုရှိရသောဂုဏံဂုံကျေးဇူးတို့ပဲသည်တဲ့ဒါသည်နာဂဂုံ6ပါးနဲ့လည်းပြည့်စုံရမယ်မင်းကြီးတရား10ပါးနဲ့လည်းပြည့်စုံမယ်ဆိုရင်ရေရီယာခြေစရာမလိုပါဘူးဗျာရေရီယာကောင်းရင်မင်းလောင်ဖြစ်တယ်ဆိုတာဒါဒီကိုတိုင်ကနေပြီးတော့ကြင့်ကြံအားထုတ်ပြီးတော့တမာတမတ်ကြမှာဖြစ်မှာအခုရေရီယာတွေခြေတယ်ရေရီယာတွေခြေတယ်ရေရီယာတွေခြေတယ်ကဲကြည့်ကြစမ်းမအောင်ဗျာရေရီယာတွေခြေတာရေရီယာတွေခြေတာပဲသူ့အတွက်ပဲကောင်းတယ်လေအောက်ကသူ့ရဲ့ရဲဘော်တွေအတွက်ဘာများကောင်းလို့လဲဘာများကောင်းကျိုးရှိလို့လဲလို့ပဲကျွန်တော်ပြောချင်ပါတယ်သူမွေးခဲ့တဲ့မကွေးမျိုးကနော်ပွင့်ပြူမျိုးနယ်ပေါ့နော်အဲပွင့်ပြူမျိုးနယ်ကရွာတရွာမှာထီတော်တင်ခဲ့တဲ့ဇေဒီစုရှိပါတယ်အဲ့ဒီဇေဒီကတတဗရောင်းဇေဒီတော်ကိုသူကနေပြီးတော့အမိပြောင်းနေတယ်ဗျာဘာမှမဟုတ်ဘဲနဲ့ပြောရရင်တော့ဗျာဒီခေတ်နဲ့ပြောရရင်အလုပ်ကိစ္စနဲ့ပြောင်းဖိုင်ခွင့်မရှိဘူးစัจ जा ဗရောင်းဆိုပြီးတော့ तू ကနာမည်ပြောင်းခဲ့တယ်တဲ့ဗျာကဲ तू ကဘာလဲ तू ကဘာမို့လို့ပြောင်းတာလဲသူ့ကို तू ဘယင်လို့တတ်မှတ်ထားတာလားအဲ့ဒီလိုမျိုးပြောင်းပိုင်ခွင့်ရှိလားကျွန်တော်မသိတာတော့အမှန်ပါပဲဘွယ်ဒူးဂုံလူတွေကိုရောသူ့ကိုယ်တိုင်ကအဲ့လိုပေးလို့ရလားကျွန်တော်တို့သိခဲ့တာဂေါရမမြတ်စွာဘုရားနော်ရိမိယမြတ်စွာဘုရားကျွန်တော်တို့မပွင့်သေးတဲ့ရိမိယမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားအဲ့လိုနှစ်ချိတ်ရှိစုမြတ်စွာဘုရားတွေသူ့ဘွယ်လူဂုံလူတွေနဲ့အများကြီးရှိပါတယ်ကျွန်တော်တို့ရှင်ပြုရင်တောင်မှကိုရင်လေးတွေကိုရှင်သာမဏေဖြစ်ပြီးတော့နာမည်ပေးရင်တောင်မှဆရာတော်တွေကနာမည်ပေးရတာလေသူကဘာမို့လို့လဲသူကနေပြီးတော့ဒီမှာဘာလဲတကြဗရောင်းဇေဒီတော်ကိုစัจ जा ဗရောင်းဇေဒီတော်လို့သူကနေပြီးတော့အမည်ပေးတယ်ဆိုတဲ့ကွာနည်းနည်းလွဲနေမလားလို့ကျွန်တော်ဥစ္စာဖြစ်ပါတယ်အဲ့ဒါကိုလေသူဒီလိုပေးတဲ့ဥစ္စာကိုလေဆရာတော်တန်ဃာတော်တွေကဘာမှမပြောကြဘူးလားပြောစီခြင်းလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်မြန်မာနိုင်ငံကြီးပြည်သူလူထုတွေတခုဖြစ်မှာစိုးလို့ကျွန်တော်ကနေပြောတာပါပေးပိုင်ဝင်ရောရှိလားဥပမာပေါ့နော်နာဂဂုံ6ခုနကျွန်တော်ရွတ်ပြတဲ့ဥစ္စာနာဂဂုံ6ပါးနဲ့ပြည့်စုံနေတယ်မင်းကြီးတရား10ပါးနဲ့ပြည့်သူမင်းလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်မင်းကြီးတရား10ပါးနဲ့ပြည့်စုံနေတဲ့နာဂဂုံ6ပါးနဲ့ပြည့်စုံနေတဲ့လူတဦးတယောက်ပုဂ္ဂိုလ်ကပေးရင်ကျွန်တော်တို့လက်သင့်ခံလို့ရတယ်အခု तू ကဒီလိုမျိုးကြီးပေးလိုက်တယ်ဆိုတော့ကျွန်တော်စဉ်းစားရမယ်ဘုန်းကြီးစာချမိချောင်းမင်းရေခင်းပြလောက်တာတော့မဟုတ်ပါဘူးဆရာတော်တန်ဃာတော်တွေအဲ့လိုပေးခွင့်ရှိတာဆိုတာတပည့်တော်သိကျင်ပါတယ်ဖေဟာတပည့်တော်မသိလို့ကျွန်တော်တပည့်တော်တကယ်မေးတာပါဖေဟာဘာပဲပြောပေါ့နော်အခုဒီရွေးကောက်ပွဲလဲနီးလာပါပြီNLD တို့နော်က SNLD တို့နော်ဘူးနော်ကျွန်တော်ပိတ်သိမ်းပြီးတော့သူ့ရဲ့လက်ဝေခံကြက်ဖို့ပါတီကိုရွေးကောက်ပွဲအနိုင်ရဖို့ तू ကတော်ကြီးကို तू ကနေပြီးတော့အင်တိုင်းအားတိုင်းနဲ့လုံနေပါတယ်ဒီရွေးကောက်ပွဲမှာလဲတကယ်လို့လုံဖြစ်ရင်လဲဒီကြောကြက်ဖို့ပါတီတစ်ခုတည်းပြိုင်တာတော့မှနိုင်ပါမလားလို့ကျွန်တော်တွေးပြီးတော့ကျွန်တော်ရည်မိပါတယ်ခင်ဗျာအခုလက်ကြည့်ရော NLD နဲ့ကျွန်တော်တို့ဒီ NLD ပါတီနဲ့ကျွန်တော်တို့ SNLD ပါတီတို့ကိုပိတ်သိမ်းထားတယ်လုံးဝရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်မပေးဘူး
ကြက်ဖို့ပါတီသူတို့ပါတီပဲသူတို့ဝင်ပြိုင်မယ်ကျန်တဲ့ပါတီတွေရှိပါတယ်ပြည်သုံးလုံးပါတီတို့ဘာလို့ဆိုတာဒါသူတို့ဝင်းရံတဲ့ပါတီတွေเนาะဟိုဥက္ကိုကြီးတို့ပါတီတွေသူတို့ဝင်းရံတဲ့ပါတီတွေရှိပါတယ်သူတို့တပါတီတဲ့ NLD ပါတီเนาะဟိုဝင်ပြိုင်လို့မရအောင်သူတို့ကလည်းလှုပ်ထားတယ်ဒီကြက်ဖို့ပေါ့เนาะကြက်ဖို့ပါတီတခုတည်းဝင်ပြိုင်တာတော့မှနိုင်ပါမလားလို့ကျွန်တော်တွေးပြီးတော့ကျွန်တော်စိတ်ပူမိပါတယ်ခင်ဗျာရေဒီယာကောင်းရင်မင်းလောင်မဖြစ်ပါဘူးလို့ကျွန်တော်ဒီနေရာနေပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဘာပဲပြောတဘာဝကိုလွန်ကဲတဲ့အရာတွေကိုမလုပ်ကြပါနဲ့လို့ကျွန်တော်ဒီနေရာနေကိုကျွန်တော်ပြောချင်ပါတယ်သူကတော့သူနိုင်မှုအရေးသူကောင်းကောင်းနေရဖို့အရေးသူတမရဖြစ်ဖို့အရေးသူဘယင်ဖြစ်ဖို့အရေးကိုတော့သူအားတုံခွန်ဆိုင်သူလုပ်နေမှာပဲပြည်သူတွေကအုံနောက်လေးနဲ့တွေးပြီးတော့အသိစိတ်လေးနဲ့ရှောင်ရှားဖို့လိုပါတယ်လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ Saint Speaker တခုပြီးဆုံးတိုင်းမှာကျွန်တော်ကြပြလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ကျွန်တော်ဒီခါကျွန်တော် Saint Speaker မှာကျွန်တော်ရွတ်ဖတ်မဲ့ကြပြလေးကတော့ Z တူတာဆိုတဲ့ကြပြကောင်းစဉ်လေးပဲဖြစ်ပါတယ်ရေးသားတဲ့ကြပြဆရာကတော့တပိတပုံလေးလို့အမည်ရပါတယ်ကျွန်တော်ရဲ့ Saint Speaker မှာဆရာရဲ့ဇတ်တူသားဆိုတဲ့ကြပြလေးကိုရွတ်ဖတ်ခွင့်ပြုပါတပိတပုံလေးခင်ဗျာကြပြလေးရဲ့အမည်ကဇတ်တူသားတဲ့စက္ကန့်ကနေမိနစ်ကနေနာရီရာသီတွေအလီလီကုန်လာလိုက်တာတော်လန်ရေးတောင်၄နှစ်ကျော်ခဲ့ပြီကျွန်တော်တို့မြန်မာပြည်သူတွေဘဝဇက်နာလိပ်ပုံကကိုလိုနီခေတ်ဂျပန်ခေတ်အခုတော့စစ်အာဏာယူတခိုးတွေခေတ်ကိုရောက်နေပြန်ပြီလေငတ်ပါတယ်ဆိုမှခလေးက2ယောက်ဘိုက်ကတလုံးဆိုတလိုမျိုးပေါ့ဘဝတွေကနူယာဝဲဆွဲဘိုလ်ချုပ်ပြောသလိုဟိုလူမျက်နှာချိုတွေးရဒီလူမျက်နှာချိုတွေးရနဲ့ပြည်သူတွေဘဝကမအားလာအာနာရှင်လက်ထက်မှာထောင်တော်မောင်းကိုကြည်နေတာပဲကန်စိုးမှတွားလေရာမိုးလိုက်လို့ရွာဆိုတဲ့စကပုံကပြည်သူတွေအတွက်များလားစစ်ဘေးကြုံနေရတယ်ဆိုမှငလျင်ကပါထပ်ပြီးတော့လှုပ်တာကြုံနေရပြန်ရောဒီပြည်သူတွေမှဇက်မနာရင်ဘယ်ပြည်သူတွေကဇက်ဒီထက်နာမာတော့ဗျာဒီလောက်ထိပြည်သူတွေပေါ်ရက်ဆက်ရုပ်မာနေတာတိလဲတိပါရဲ့မြင်လဲမြင်ပါရဲ့ကြားလဲကြားပါရဲ့နဲ့ဘလို့လူတကောင်သားစစ်ခွေးအာနာရှင်နဲ့ပေါင်းသွားရတာပါလေလေရင်ဘုံချဲတာမခံရသေးလို့လားခမည်းတော်ကအိမ်တွေမီးရှို့တာမခံရသေးလို့လားခမည်းတော်ကပေါ်တာဆွဲတာမခံရသေးလို့လားခမည်းတော်သားသမီးတွေကခလေးတွေရုပ်ပြက်စင်းပြက်သေးတာမမြင်ဘူးသေးလို့လားခမည်းတော်ကြောင်းသားမိဘတွေကမယုံမရှိနဲ့ကိုလူအာနာရှင်ဆိုတဲ့အမျိုးဟာအာနာတည်မြဲဖို့ဆိုကိုအမေကိုတော်လူကုန်ကူးရဲတဲ့လူမျိုးမလိုတဲ့တနေ့ဇက်တူသားတွေစားတဲ့ခမည်းတော်ကိုအာနာယုစစ်ခွေးတွေကဒီတိုင်းထားမယ်များထင်နေလားခမည်းတော်တွေးကြည့်ပေါ့လေးစားပါတယ်တပိတပုံလေးကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးဘေးမတန်းဖြာဝ